တိုးတီဝါသနာရှင်များတို့ကတနင်းလာနေ့ညနေအတွက်ကျွန်တော်ကဏ္ဍလေးကိုပြောပြပေးတော့မှာဖြစ်ပါတယ်နော်ကျွန်တော်တင်းလာနေ့မနက်ပိုင်းကဏ္ဍတော့ကျွန်တော်တင်ထားပြီးသွားပြီပေါ့နော်အဲ့တော့တင်းလာနေ့မနက်ပိုင်းကဏ္ဍတော့ညနေပိုင်း sorry နော်ညနေပိုင်းအတွက်နော်ကျွန်တော်ကဏ္ဍလေးပြောပြပေးမယ်ကျွန်တော်ကြိုက်တာတော့ကျွန်တော်တကွက်ပဲကြိုက်တယ်နော်တကွက်နဲ့ခွေထိုးခြင်းတဲ့အမျိုးတွေတော့ခွေထိုးဖို့အတွက်ရောခွေပူးဖို့အတွက်ရောကျွန်တော်ပေးသွားမယ်နော်မနက်ပိုင်းကဏ္ဍတော့ကျွန်တော်တင်ပြီးသွားပါပြီနော်ညနေပိုင်းကဏ္ဍလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီညလေးမှာကျွန်တော်ပြောချင်တာကဏ္ဍမပြောခင်မှာကျွန်တော်ဒီအလေကားပေးတဲ့သူဖြစ်ပါသည်နော်ဒီပတ်စံနဲ့ကျွန်တော်ရောင်းစားတဲ့သူမဟုတ်ပါဘူးမွဲပါပြီလို့ဆိုပြီးတော့ပေးတော့တစ်ခါပဲတမနက်ပဲပေးရသေးတယ်သူတို့ကမွဲပါပြီလို့ပါပြီဆိုတော့ခမည်းယူနေလားမွဲအောင်ခမည်းထိုးလားခမည်းမှာအုံတော့မရှိဘူးလားခမည်းချီးစားကြီးတာလားကျွန်တော်ဒါကိုပြောချင်တယ်သူများပေးတိုင်းယူကျွေးတိုင်းစားအောင်ခမည်းအုံတော့မရှိဘူးလားနော်ခမည်းအဲ့လိုပြောတဲ့လူတွေကျွန်တော်ပြောတာနော်ကြိုက်ရင်ထိုးဗျာမကြိုက်ရင်မထိုးနဲ့ဗျာနော်ကုံမာကြောက်ရင်မထိုးနဲ့ကုံမာမကြောက်ရင်ထိုးရှင်းနေရောကျွန်တော်ပြောတာနော်သဘောပေါက်တယ်မလားကုံမာကြောက်ရင်မထိုးနဲ့နော်ကုံမာလဲကြောက်တယ်ပေါက်လဲပေါက်ချင်တယ်ဆိုရင်တော့ဗျာနော်ဒါလေးပဲကျွန်တော်ပြောချင်တယ်နော်ကုံမာလဲကြောက်တယ်ပေါက်လဲပေါက်ချင်တယ်ဆိုရင်တော့လာမကြည့်နဲ့ဗျာဗီဒီယိုနော်သူများတွေဟိုမှာကျွန်တော် TikTok မှာဖြစ် Facebook မှာဖြစ်နော်လာခဲ့မဝင်ရမယ်လာခဲ့နော်တပတ်စာဆိုပြီးတော့200ဆိုပြီးတော့သူများတွေတောင်းနေကြတာဒီမှာအာညောင်းခိုင်တော့ကျွန်တော်တပြားမှတောင်းတာမရှိဘူးဒါလေးပြောချင်တယ်နောက်ပြီးတော့လာသေးတယ်ချက်ရောင်းစားတော့မရောင်းစားတော့ဘာဖြစ်လဲဗျာကျွန်တော်ရောင်းချင်အောင်မရောင်းချင်မရောင်းဗျာခင်ဗျားတို့နဲ့ပါဆိုင်ကျွန်တော်စီးပွားရေးကျွန်တော်လုပ်တာဗျာကျွန်တော်ရောင်းမယ်ဗျာဘာဖြစ်လဲဗျာရောင်းတော့ဘာဖြစ်လဲကျွန်တော်ပြောရောင်းတော့ဘာဖြစ်လဲရောင်းတယ်ဗျာကျွန်တော်ရှိမှကြိုက်တဲ့လူထိုးဗျာမကြိုက်ရင်မထိုးနဲ့ဗျာသူများရှစ်ဆဆိုကျွန်တော်ရှစ်ဆဗျာနော်မှတ်ကန်စီရပဲဗျာကျွန်တော်ရုံးနဲ့ကျွန်တော်လှုပ်စားတာဗျာကျွန်တော်ရောင်းတော့ဘာဖြစ်လဲဗျာကျွန်တော်ရှိမှကြိုက်တဲ့လူထိုးမယ်မကြိုက်တဲ့လူမထိုးဗျာကျွန်တော်ပွင့်လင်းဆုံးပြောတာဗျာနော်ကဲစကားလေးကြောနေနဲ့ရှိပါတယ်နော်အဲ့တော့ကျွန်တော်တို့အောင်တိုဘာလနော်29တနင်္လာနေ့ညနေပိုင်းအတွက်ကျွန်တော်ကတော့တကွက်ပဲကြိုက်ပါတယ်9-9ကိုကျွန်တော်ကြိုက်တယ်နော်9-9-9ပေါ့နော်မျိုးတွေလှည့်ချင်လဲရတယ်မလှည့်ချင်လဲရတယ်ပေါ့နော်အာချင်လဲရတယ်မအာချင်လဲရတယ်ပေါ့နော်ဒါကိုပြောချင်တာကျွန်တော်ထရ9-9ကိုမှအမျိုးတွေကြိုက်တဲ့ကဏ္ဍတစ်လုံးနဲ့ကျွန်တော်ကဏ္ဍတစ်လုံးနဲ့တွဲပြီးတော့ထိုးချင်လဲရတယ်အမျိုးတွေရဲ့သဘောပဲကိုယ်ဆန္ဒကိုယ်သဘောပဲเนาะဒါလေးသိဖို့လိုတယ်ကျွန်တော်ကတော့9-9ကြိုက်တယ်เนาะ9-9ကြိုက်တယ်ကျွန်တော်တစ်ခွက်ပဲကြိုက်တယ်နောက်ပြီးတော့ခွေထိုးချင်တဲ့အမျိုးတွေဆိုရင်368ကိုခွေထိုးပေါ့เนาะခွေပဲထိုးပူးပဲထိုးပေါ့เนาะထိုးချင်သလိုထိုးပေါ့เนาะကျွန်တော်ကတော့မနက်ပိုင်းမှာလဲကျွန်တော်ခွေထိုးဖို့အတွက်ကိုဒီ368ကိုကျွန်တော်ပေးထားတယ်ပေါ့เนาะညနေပိုင်းလဲကျွန်တော်တို့3လုံးကိုကျွန်တော်ကြိုက်တယ်ပေါ့3ရက်6ရက်8ကိုကျွန်တော်ကြိုက်တဲ့အတွက်ညနေပိုင်းမှာကျွန်တော်ထပ်ပြီးတော့ပေးလိုက်ပါတယ်ပေါ့เนาะ368ခွေထိုးချင်တဲ့အမျိုးတွေခွေထိုးလို့ရအောင်ပေါ့เนาะကျွန်တော်ထပ်ပြီးတော့ပြောပြပေးပါမယ်เนาะကျွန်တော်ညနေပိုင်းတို့ကเนาะတနင်္လာနေ့ညနေအပိုင်းတို့က9-9ပေါ့เนาะအားမယ်ဆိုရင်တော့လဲ9-5ပေါ့เนาะမအားဘူးဆိုတော့လဲ9-9ပေါ့เนาะနောက်ပြီးတော့ခွေထိုးချင်တဲ့အမျိုးတွေဆိုရင်3-6-8เนาะ3ရက်6ရက်8ရက်ခွေထိုးချင်တဲ့မျိုးတွေထိုးလို့ရပါတယ်ဒီနေရာမှာကျွန်တော်ပြောမယ်เนาะခင်ဗျားတို့ကျွန်တော်တင်ထားတဲ့ဗီဒီယိုဘယ်နေ့ဘယ်ရက်မှာနားကြီးပါတယ်ဗျာဗီဒီယိုတင်လိုက်သူကဘယ်နှစ်နာရီကြာတင်ခဲ့တယ်ဆိုတော့ဒါလေးကိုသိချာကြည့်เนาะစာပေလည်းမတက်ဘူးလားမသိပါဘူးဗျာသိလားကျွန်တော်တို့လည်းစာမတက်ပါဘူးသိလားလူတယောက်ကိုလေဝင်ပြီးတော့ကျွန်တော်ဗလိမ့်မယ်ဆိုတာကြီးပဲသိလားဝင်တော့ပြောမယ်ဆိုတာကြီးပဲဘယ်ချိန်တင်ထားလဲဟိုနေ့ကတင်ထားတဲ့ဗီဒီယိုနဲ့ဒီနေ့ကပြီးတော့ဗီဒီယိုတော့ဘယ်ချိန်တင်လို့တင်မှမသိတဲ့လူတွေကလူတယောက်သူများရဲ့ comment အောက်မှာဗျာဒီလိုမျိုးပြောတာမရှက်ဘူးလားเนาะကျွန်တော်ဒါလေးပြောချင်တယ်เนาะကျွန်တော်ခဏန်းဒီကြိုက်မှထိုးမကြိုက်ရင်မထိုးနဲ့ပတ်စံကုန်မှလည်းကြောက်တယ်ပေါက်လဲပေါက်ချင်တယ်ဆိုတော့မလာနဲ့ဗျာဒီလောကကိုเนาะကျွန်တော်ပြောရှင်းရှင်းလေးเนาะမိမိစိတ်သဘောမိမိရဲ့စိတ်ဆန္ဒပဲကျွန်တော်ပေးလိုက်တဲ့ခဏန်းဒီမိတ်ဆွေမထိုးချင်လဲရတာပဲထိုးချင်လဲရတာပဲကျွန်တော်ပြောပြီးတော့ကျွန်တော်ခဏန်းကိုကျွန်တော်100%အာမမခံဘူးဘာကြောင့်အာမမခံတာဘယ်သူမှအာမမခံရဘူးအာမခံပါတယ်အာမခံမှာသူတို့ပေးတဲ့ခဏန်းကိုအာမခံပါတယ်လို့ပြောတဲ့လူကျွန်တော်ရှိခေါ်လာခဲ့เนาะသူတို့တကယ်အာမခံတယ်ဆိုရင်ကျွန်တော်မှရှိတဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုကျွန်တော်ရောင်းပြီးထိုးမယ်ဗျာတကယ်အာမခံဆိုရင်တကယ်လို့မှကျွန်တော်အဲ့ခဏန်းမထုတ်ဘူးဆိုကျွန်တော်ထိုးတဲ့ဟာအကုန်ပြန်ပေးခေါ်လာခဲ့ပြီကျွန်တော်ရှိဘူးเนาะကျွန်တော်စေတနာတန်တန်နဲ့ကျွန်တော်လေကားပေးခြင်းဖြစ်ပါတယ်အဲ့တော့အမျိုးတွေအားလုံးတနင်္လာနေ့အဖွင့်မှာအားလုံးကံကောင်းနိုင်ကြပါစေချဲထီများလည်းပေါက်နိုင်ကြပါစေเนาะကျွန်တော်ရှိမှာ 2D 3D လက်တောင်းထားတဲ့ညီကိုများလည်းကျွန်တော်29ရက်နေ့ကြာရင်ကျွန်တော်တင်ပေးပါမယ်เนาะကျွန်တော်ဘာကြောင့်မတင်ပေးတာဆိုတော့နည်းနည်းစောလို့ပါနောက်ပြီးတော့အချောင်သမားတွေရှိလို့ပါเนาะဒါလေးပြောချင်ပါတယ်ခင်ဗျာအမျိုးတွေအားလုံးချဲထီများပေါက်နိုင်ကြပါစေစီးပွားရေးလက်လာပါဟူသမျှအားလုံးเนาะချောမွေ့စွာအောင်မြင်လောက်ကင်ဆောင်ရွက်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာငွေကြေးအခက်အခဲဖြစ်နေတဲ့ညီကောင်မောင်တို့များလည်းအမြန်ဆုံးအဆင်ပြေနိုင်ကြပါစေခင်ဗျာ